အားလုံးပဲမင်္ဂလာပါတော့ကင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်တော့မှာဟောဖြစ်နေတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဒါတော့ဘာကားကြည့်ရလေးပေါ့နော်ဘာကားကြည့်ရဆိုရင်သူကလူနေအိမ်ကျဲပါတယ်ဗျာနော်ဒါဟိုးရှိတုန်းကရဲ့ချောင်းဟောင်းဆိုတော့လေနော်စိုက်ပျိုးမြေဖြစ်ထွန်းတယ်ဗျာနော်ပဲဒီတွေမုံညင်းတွေမုံလာပန်းတွေမုံလာထုတ်တွေနော်တခြားဟာတွေလည်းအများကြီးစိုက်တာပေါ့နော်ဟင်းဒီဟင်းရွက်တွေအဓိကစိုက်ပျိုးတယ်လို့ဒီမှာနေထိုင်တာတော့အဓိကအပြင်ကလခါလူမျိုးတွေများတယ်လို့နော်ကဲဂလောခါကြီးပြစိုက်ခင်းနဲ့ရောက်နေတာနော်ပါရီစိုက်ထားတဲ့ကြည့်အောင်ဗျာနော်မုံလာပန်းရှက်တယ်နော်ဒါမုံညင်းပေါ့နော်မုံညင်းပြင်ပေါ့နော်ဩကလန့်ဆိုင်တယ်နော်ကလန့်ဆိုင်ပန်းပွင့်နေပြီပေါ့နော်ဒီဘက်ကတော့ပဲပင်နေဗျာနော်စိုက်ပျိုးမြေအရန်ကောင်းတယ်ဗျာနော်ဟောဘက်ကကြက်တုံခင်းနော်ဒါကြီးဟောကောင်ကြက်တုံခင်းဟုတ်တယ်အဖြူလားအနီးလားဟုတ်တယ်ကျက်တုံအနီလားအဖြူအရှိစိမ့်စိမ့်လေးဟာကျက်တုံဖြူနော်ရေရတော့ပေါ်တယ်ဗျာတဘာဝအတိုင်းဟိုမှာပန်းနေတာတွေ့လားဒါဘာကကြည့်ပါလို့နော်ဟိုးပဲတက်သွားလိုက်လို့ရှိရင်ပင်တပေတို့နန့်စကားတို့ရောက်တော့ဗောနော်ဒီဘက်အောက်ကိုဆင်းသွားရင်တော့ခုနဘာကရှူဗောနော်အဲ့ဒီကနေတဆင့်တကောင်းနန်းနိုင်ကိုရောက်တော့ဗောနော်ဘာကရှူလေဆွေးလေးပြအဲ့ဒီကနေတွိုင်းရွှေလေးပြာနန်းထိပေါက်တယ်ဗျာဖျားတုံးစုဒီနော်ကျွန်တော်ပြောသလိုပဲဟောတုံးကရဲ့ချောင်းရီကနော်ဒီဘာကဒီဘက်နောက်ထဲကိုဆင်းတယ်ပြီးကြရင်အဲ့ဒီရဲ့တကောင်းနိုင်တန်ဝမ်ပဲအင်္ဂါနဲ့ရွှေလေးပြာဒီဘက်ဖျားတုံးစုရှူတဲ့ကိုဆင်းတာပေါ့နော်အဲ့ဒီကနေမှတဆင့်ပြန်ပြီးမှဟိုးမင်္ဒရာဘက်ကိုဆင်းတာပေါ့နော်ချောင်းကမာယာများတယ်ဗျာကွေးလိုက်ကောက်လိုက်ဆင်းလိုက်မဆင်းလိုက်နဲ့ပေါ့နော်ဒါကျူဒီကောင်ကဟိုနဲ့ဆက်လာရေထွက်ကြီးရေထွက်ကြီးဒီဘက်နော်ဟုတ်တယ်ဒီရှူကရေထွက်ကြီးဆင်းလာမရှိဘူးဒီကရှူကဟိုကပါလေငါပြောတော့ငါပြောတဲ့ဆောင်းကနေပြင်းနေသွားတယ်လားဩအေးသူကငါပြောတော့ပဲပင်တပီနန့်စကားပဲပေါ့တော့ဗောနော်ကိုကဲကတော့ခါကျူရလေးပါအေးချမ်းချမ်းလေးနဲ့နော်ညီနေလို့ရန်ကောင်းနော်လေးကတဖြူဖြူနဲ့ဗျာနော်ဒီမှာကနွားမွေးတယ်စိတ်မွေးတယ်ဗောနော်ဟင်းနေဟင်းရဲတွေစိုက်တယ်ဗောနော်ဒါကျက်တူနီစိုက်ခင်းဗောနော်ကျက်တူနီစိုက်ခင်းမှာကြတော့သူကဒီမှာလဲထားတယ်ဗျာနော်ဒါတက်တက်မဲ့မဲ့မြေကြီးအောက်ကိုပြားလဲထားတာဗောနော်သူကဒါမျိုးလုံးမှာအောက်ကဥကကြီးတာလေနော်ပြီးရင်သူကဒီမှာအတက်ကလေးထွက်တယ်ဗျာနော်ဒါလေးတွေဆိုချိုးပေးရတယ်ဗျာမချိုးရင်ဥကတေးသွားနော်ဒီအတက်တွေလည်းဝက်တာနဲ့ကြော်စားကောင်းမှကောင်းနော်ဒါကဘာခေါ်လားဆလိုက်ရွက်ဟုတ်တယ်ဆလိုက်ရွက်ဆလိုက်ရွက်ဒီမှာရေမီအရန်ကိုကောင်းတယ်ဗောနော်ဘာဆက်ဆိုင်ဖြစ်ထွန်းတယ်ဗောနော်ဟင်းဒီဟင်းရွက်တွေကောင်းတယ်ဗျာနော်ယာဒီဥဒူကလည်းကောင်းရှုခင်းကလည်းကောင်းလေကလည်းတန့်မတန့်ရှင်းဗောနော်ရေကလည်းကောင်းပေါ့နော်ဟိုဘလော့ခါလူမျိုးတွေကလည်းတဘောကောင်းတယ်ဗျာနော်ဒါတော့ချင်းစောခါရီပြင်ပေါ့နော်ဘာကရှူတွေကဘလော့ခါကြေးရွာနော်ချင်းစောခါရီပြင်နေဗျာနော်ချင်းစောခါရီလေးတွေကနည်းနည်းငယ်သေးတယ်လို့နော်ဟောမှာပန်းကတော့လှမလားရဲတော့ဗဒမြတီအယောင်ဆိုထောကြောက်စိမ့်အဲ့ဒီအယောင်ဆိုလဲထောနော်ဒါဘာကကြည့်ရရဲ့အာလူစိုက်ခင်းပေါ့နော်ကောင်းတယ်ဗျာမြေဩဇာကောင်းတယ်ဗျာလေတန့်ရှင်းတယ်ဗျာတဘာဝရှုခင်းနေကောင်းတယ်ဗျာနော်ပြန်လာပြီးတာနဲ့မပြန်ရှင်တော့လေတဖူးဖူးနဲ့ပေါ့နော်အမဝယုံကိုကြည့်လိုက်လှုပ်တော့နဲ့အဲလေတိုက်တယ်ဗျာလေတိုးတန်လေးတွေနော်ဝါရွက်ကလေးတွေတစ်ခုနဲ့တစ်ခုတိုက်နေတဲ့တန်လေးတွေပစင်းရင်ခွဲတန်လေးတွေနော်ငဲ့အော်တန်လေးတွေနော်ตาရလိုက်ပါပြီနော်ဒါတော့မုံလာထုတ်စိုက်ခင်းပေါ့နော်မြို့အခေါ်တော့ဂေါ်ဖီထုတ်ပေါ့ကွာနော်
အောင်တယ်မျိုးအောင်တယ်ကောင်းတယ်မစိုးဘူးကလန်ပြင်းနေမုံညင်းပြင်းနေနော်မုံလာပန်းဆိုလဲကြည့်လိုက်ဟဲပြီးပဲနော်ရေထွက်ကြီးဆိုလဲဒီလိုပဲဗျထွက်တာကောင်းတယ်ဗျနော်ဒီဘက်ကထွက်တဲ့မုံလာပန်းနေမုံလာထုတ်တွေကောင်းမှကောင်းဗျနော်ရေလည်းကောင်းတာဟိုမြေလည်းကောင်းတာဟိုနော်ဒါတော့ကြက်တူနီပေါ့နော်မုံလာထုတ်တွေကောင်းတယ်ဗျာနော်မုံလာထုတ်စိုက်ခင်ကြီးကောင်းတယ်အိုးလက်လက်ဆက်ဆက်စားချင်တော့လာခဲ့ဗျာဘာကားတို့ရေထွက်ကြီးတို့လာခဲ့ဗျာနော်ဟင်းဒီခွင်းရတော့အကြိုက်အမုံဆွဲဒါတော့ပဲစိမ့်ပြင်ဗျာနော်ဒါပဲစိမ့်ပြင်ခင်းလေးပေါ့နော်ဒါတော့ပဲစိမ့်ကိုခူးထားတာပေါ့နော်အောင်တဲ့အတီးခူးပြီးမှအပြင်ကိုလဲချလိုက်တာပေါ့နော်အဲ့လိုပုံစံလေးဖြစ်နေတာပေါ့နော်ရှေ့မှာချင်းစောကားဒီပြင်လေးတွေနော်ตายရတယ်ဗျာနော်မော်လာပန်းနေဗျာကောင်းလိုက်တာနော်အရွယ်ဖားနဲ့ပန်းပွင့်ကားနဲ့ပေါ့နော်ဖားနဲ့ကားဆိုတာဒီမှာတွေ့တာပဲဗျာနော်မုံလာထုတ်နဲ့မုံလာပန်းတွဲဆိုင်ထားပါနော်ကော်ဖီထုတ်ခေါ်ပါဘောနော်မြို့ခေါ်တော့အမမုံလာပန်းလေးနော်ပုံးနေတာသူအရွက်ကလေးတွေအုပ်ပြီးပုံးနေတာဒါကတော့ထဲမှာတဘာဝအလျှောက်မွေးထားတဲ့ပြားပေါ့နော်တစ်ခေါင်းပြားခေါ်မှာပေါ့နော်ဒီကောင်ပယ်လောက်ဆိုရပြီလေပြားကြီးနောက်လာတကူကဆုံလာဆိုရပြီကဆုံလာဆိုတော့ပြားကြီးဖုတ်လို့ရပြီပေါ့နော်ပြားကြီးထုတ်လို့ရပြီပေါ့နော်တဘာဝအတိုင်းသူဟာသူမွေးထားနော်တစ်ခေါင်းပြားလေးတွေဘာကားလဲတဘာဝစိတ်ဆန်းနေပေါ်တယ်ဗျာနော်အိမ်ရှိတိုင်းအိမ်နောက်တိုင်းမှာချောင်းလေးရှိရနော်အပြင်းပြင်းငါးဖမ်းဝါဒနာပန်တော့ငါပါတက်ရှိမယ်ငရမ်းရှိမယ်တခြားငါပေါက်စလေးတွေရှိမှာပေါ့နော်ဖားကလေးတွေရှိမှာပေါ့နော်ဒါအများပြည်သူရေတောက်လို့ရအောင်ရေချိုးလို့ရအောင်လုပ်ထားပေးရနော်ဒီမီအိုင်ကောင်းတယ်ဗျာနော်ဒါဂလောခါကြီးရွာဘာကားပေါ့နော်ဒါရွာလေလောက်ကြာမှာပေါ့နော်စာတင်ကျောင်းရှိတော့နော်အခြေခံပညာဦးစီးဌာနအခြေခံပညာမူလတန်းကျောင်းဘာကားကြီးရွာမိုးကုတ်မြို့နယ်ပေါ့နော်ဂလောခါတွေရှိတော့ဂလောခါဖះကျောင်းလေးတစ်ခုတွေ့တယ်ဗျာနော်ဒါဂလောခါဖះကျောင်းလေးပါတိုးတက်ပြီးမှစီကားသွားပြီဗျာနော်ဓာတ်တိုင်တွေရောက်လာပြီနော် transfer အိုးတွေပါရောက်လာပြီပေါ့နော်ကားလမ်းတွေပေါက်သွားပြီဆိုင်ကယ်လမ်းတွေပေါက်သွားပြီပေါ့နော်ကျွန်တော်တို့နှစ်ပေါင်း30တုန်းကလူတော်မနှဲလာရတဲ့နေရာတွေနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာကကြည့်ရွာနဲ့ပြန်ပြီဗျာနှုတ်ဆက်ခဲ့တယ်နော်